အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆက်လက်โอเคကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကတ်နဲ့ကျွန်တော်နောက်မှာစာတန်းလေးတွေဘယ်လိုထိုးမလဲဆိုတော့ကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းမှာကတ် software လေးဖွင့်မှာဟိုခဏဆောင်မိလိုက်ပါတော့ကတ် software တွေကိုရောက်ပြီဆိုတော့ new project ကိုခေါ်လိုက်ပါအဲ့ဒီမှာ new project မှာကျွန်တော်တို့ရဲ့ဗီဒီယိုကျွန်တော်လုပ်မယ်ဗီဒီယိုလေးတစ်ပုဒ်ကိုယူလိုက်ပါဟုတ်ဒီဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးကျွန်တော်နောက်ခံစာတန်းလေးထည့်ပြမှာဖြစ်ပါတယ်ကျွန်တော်နောက်မှာစာတန်းထည့်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုတိုင်းလိုင်းနဲ့ရောက်လာပြီဆိုတာနဲ့ကျွန်တော် test တစ်ခုကိုထည့်မှာဖြစ်ပါတယ်s tag ကိုနှိပ်ပါမယ်ဟုတ်ကဲ့ s tag ကိုနှိပ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ရိုက်ရှင်တယ်ကျွန်တော်ရေးချင်တဲ့စာကိုမှရိုက်ထည့်လိုက်ပါ welcome to Lin blog နော်ကျွန်တော်ဒီစာတန်းလေးကိုကျွန်တော်ဒီမှာ font style မှာကျွန်တော် style လေးတွေတွားရွေးလို့ရပါတယ်ကျွန်တော်ရဲ့စာတန်းတွေကဘယ်လိုလေးပေါ်ချင်တာလဲဒီမှာဒီလိုမျိုးလေးလည်းပေါ်ကြရပါတယ်ကျွန်တော်ဒီမှာကိုကြိုက်တဲ့ color လေးတွေလည်းရွေးလို့ရပါတယ်ကျွန်တော်ကတော့ဟွာလေးယူလိုက်ပါမယ်ဒီလိုလေးပေါ့နော်ကိုကြိုက်တဲ့ color လေးယူထည့်လို့ရပါတယ်ဟွာလေးနဲ့ကပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ်ဟုတ်ပါတယ်ဒါလေးကိုမြင်မြင်ထင်ထင်ဖြစ်အောင်ကျွန်တော် site လေးလည်းကျွန်တော်ချိန်ပြီးပြီဆိုလို့ရှိရင်ဟုတ်ကဲ့ဒီဗီဒီယိုကျွန်တော်အဆုံးထိအောင်ပေါ်ကျင်တာဖြစ်တဲ့အတွက်ဒီစလုံးလေးကိုနည်းနည်းဆွဲလိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ task အားဆက်ထားပြီးတော့ animation တွေကိုကျွန်တော်ဝင်ပါမယ် animation မှာကျွန်တော်ကြိုက်တဲ့ပုံစံလေးတွေ animation စာလုံးဝင်လာတဲ့ပုံစံလေးတွေကိုကြိုက်တာလေးထည့်လို့ရပါတယ်ဒီမှာကြိုက်တဲ့ animation လေးကျွန်တော်ဒီကောင်လေးကျွန်တော်ဒီကောင်လေးထည့်လိုက်ပါမယ်ဒီမှာကြာချိန်ကိုတော့ကိုယ်အားလုံးပဲမင်္ဂလာပါကိုယ်ချင်းကြီးလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ဒီအဆုံးမှာကျွန်တော်ပြန်ပြသွားတဲ့ပုံစံလေးကိုကျွန်တော်လိုချင်တာဖြစ်တဲ့အတွက်ဒီမှာ out ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဘယ်လိုပုံစံလေးနဲ့ပြသွားမလဲဆိုတာလေကျွန်တော်တို့ဒီဟာလေးကိုထည့်လိုက်ပါမယ်ဟုတ်ကဲ့ကြာချိန်ကိုတော့ဒီမှာကိုချင်းကြီးလို့ရပါတယ်ဒါလေးကိုကျွန်တော်တို့ export ထုတ်လိုက်ပါမယ်အရင်တောင်းနေပါမယ်ကျွန်တော် new project ကိုပြန်ဝင်ပါမယ်ခုနကကျွန်တော်လုပ်ထားတဲ့ဗီဒီယိုတိုင်းတိုင်းနဲ့ထည့်လိုက်ပါမယ်export ထုတ်ထားတဲ့ဗီဒီယိုထည့်လိုက်ပါမယ်ပြီးသွားတာနဲ့ကျွန်တော် overlay ကိုတွားပါမယ်overlay ဝင်လိုက်ပါမယ် overlay တဲ့ဝင်ရောက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ original video ကိုပြန်ရေးပြရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်အဲ့လေးကိုကျွန်တော်တို့အောက်ကဗီဒီယိုနဲ့ကျွန်တော်ထည့်ထည့်ချအောင်အချိန်ကြီးနေပေးလိုက်ပါဒါပါဘောနော် remove bg ဆိုရဲဝင်လိုက်ပါမယ် auto remove ကိုမှန်ချက်ပေးလိုက်ပါမယ်ပြီးသွားရင်ကျွန်တော်ဗီဒီယိုလေးအခုလိုလေစာတန်းလေးတွေကိုကျွန်တော်ထည့်ရအောင်ဖြစ်တာလားပြီးရနဲ့ကျွန်တော် export ထုတ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်လုပ်ချင်တဲ့ဗီဒီယိုတစ်ပုဒ်ကိုပုံနဲ့ပြုလုပ်လို့ရပြီပဲဖြစ်ပါတယ်